ငါနေ့ကိုခေါ်လိုက်ရတဲ့အကြောင်းအရာကြတော့နေ့အတွက်ကုမ္ပဏီကနေပြီးတော့သတင်းချုပ်မဟုတ်ဘူးရဲ့ပြီးတော့နေ့အတွက်ဆိုပြီးတော့ခရီးကျင် surprise လေးလည်းရှိတယ်။အဲ့ဒါလားအဲ့ဒါဘာလဲသိကျင်နေပြီအရင်သတင်းချုပ်ပုံဖို့အနေနဲ့မဖို့နဲ့330 TT နဲ့ပေးထားတယ်။နဲ့330 TT နဲ့ပေးထားတယ်။ပြီးတော့နောက်ထပ်ခီးစေ surprise လေးရကြတော့ငါတို့တောင်ကြီးဘက်ကိုပစ္စည်းပို့ပြရှိတယ်။အဲ့ဟာကိုနေဦးခီဦးဆောင်ပြီးတော့လိုက်သွားလိုက်။အဲ့သွားပြီးတဲ့အခါကျလို့ရှိရင်နေတောင်ကြီးမှာအေးဆေးလေပတ်ပြီးွားရီဆိုလို့ရှိရင်နေတောင်ကြီးတစ်ဆောင်နိုင်ပွဲတစ်ဆောင်နိုင်ပွဲပြီးတော့မှပြန်လာခဲ့။အဲ့ဒီမှာကုန်ကြမဲ့ကုန်ကြစရိတ်အားလုံးကိုငါတို့ကုမ္ပဏီဘက်ကနေပြီးတော့နေအတွက်လုံးဝစီစဉ်ပေးထားမယ်။ပြီးတော့အဲ့ဒီဟာအပြင်ကိုနေ့ကိုတောင်ကြီးရောက်တဲ့ခါကျလို့ရှိရင်တို့5 star hotel မှာနေဖို့အတွက်လည်းငါတို့အကုန်လုံးစီစဉ်ပေးထားမယ်လေယာပတ်တာစားတာတော့အားလုံး free နော်ပြီးနေပြန်လာတဲ့အခါကျလို့ရှိရင်ခရီးပင်မန်းနေမှာဆိုတော့နေ့ကိုပင်မန်းနေမှာဆိုတော့နေ့ကိုခွင့်9ရက်လည်းထပ်ပြီးပေးထားအောင်မယ်မတို့ကုမ္ပဏီဘက်ကနေပြီးတော့ဆန္ဒတယောက်တည်းတော့လုပ်ပေးတာနော်အဲ့ဒါငါခေါ်ပြီးတော့ပြောတာတကယ်ကြော်စရာကြီးသိရောက်တဲ့အတွက်ဝူးမိုက်လိုက်တာကြော်စရာကြီးအဲ့လောက်တော့ကောင်းမရလားပြောဖို့ကောင်းလိုက်ကြော်စရာကြီးတောင်ကြီးမိဖို့မြန်လဲအောင်မယ်အေးအားကြမတရားအဲ့လောက်တူလောက်တဲ့ဟာကိုသူတယောက်လည်းခံစားလုံးဝမရစနာဟိုဒီမှာဆင်းနေမှနေတော့ကုလဝဲပါဦးလေအခင်အိမ်မတော့ပြင်မှာပါကောင်းကောင်းပေးရဟာပဲ